မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ကျမရဲ့ဒေါက်တာခိုင် Essential Cherry Health ပျော်ရွှင်ချမ်းသာသက်ကြီးကပါ YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျမတို့ပြောပြဆွေးနွေးပြီးသွားမယ့်အကြောင်းအရာကတော့ Polypharmacy အကြောင်းသိသင့်သိထိုက်တဲ့အချက်များပဲဖြစ်ပါတယ်ရှင်။ဆိုတော့ကျမတို့ဒီနေရာမှာ polypharmacy လို့ပြောလိုက်တဲ့အခါမှာဆေးတွေတစ်ခုထက်မက၄မျိုးထက်မနည်းတောက်နေတဲ့ဆေးမများတောက်တဲ့အကြောင်းတစ်ခုတည်းကိုပြောချင်တာမဟုတ်ဘူးရှင်အရေးကြီးတာကဆေး2မျိုးနဲ့တောက်နေရဲဆိုရင်တော့မှဒီဆေးအချင်းချင်းပေါ့နော်သူတို့ဘယ်လို interaction တွေဖြစ်နိုင်လဲside effect တွေပို့ပြီးတော့ဆိုးသွားနိုင်စေလားဒါမျိုးတွေပေါ့တစ်ခုနဲ့တစ်ခုတက်ရောက်မှုတွေကိုသိထားဖို့ကအရင်အရေးကြီးပါတယ်Polypharmacy knowledge ကအသက်ကြီးပိုင်းနေရဲ့သူတို့ take care လုပ်ပေးနေတဲ့ caregivers တွေမှာဆိုရင်မရှိမဖြစ်သိတဲ့ knowledge ဖြစ်တယ်လို့ကျမတို့ယူဆတယ်။ဘာဖြစ်လို့လဲဆိုရင်ကျမတို့အသက်အရွယ်ကြီးလာတဲ့အခါမှာယောဂတွေကလည်းတစ်ခုပြီးတစ်ခုဖြစ်လာတတ်တယ်။ဥပမာဆိုရင်တယောက်တည်းမှာပဲသွေးတိုးယောဂ၊ဆီးချိုယောဂ၊နှလုံးယောဂ၊ကျောက်ကပ်ယောဂစသဖြင့်အသေးယောဂတွေရှိနိုင်တယ်။ယောဂတစ်ခုထက်မကရှိလာတဲ့အခါမှာတောက်ရတဲ့ဆေးတွေကလည်း4-5မျိုးလောက်ဖြစ်လာတယ်အဲ့မှာဆိုရင်ဘာဖြစ်လဲဆိုတော့အသက်အရွယ်ရလာတော့ခန္ဓာကိုယ်မှာဒီဇီဝကာမဖြစ်စဉ်တွေ metabolism တွေအဓိကအရေးကြီးတဲ့ organs နှစ်ခုကတော့ liver and kidneys ပေါ့နော်ဒီအသည်းတွေကြောက်ကပ်တွေသူတို့ကအဓိကကျမတို့တောက်လိုက်တဲ့ဆေးတွေကိုခြေဖြတ်ပေးမယ်ပြီးတဲ့အခါကျခန္ဓာကိုယ်ကနေပြီးတော့ excretion စွန့်ထုတ်ပေးမယ်ပေါ့သူတို့ရဲ့ function တွေပေါ့နော်သူတို့လုံနိုင်တဲ့စွမ်းရည်တွေကလည်း changes ဖြစ်လာတယ် slow down ဖြစ်လာတယ်အဲ့အခါမှာပုံမှန်ပေါ့ဒီဆေးတောက်လိုက်တဲ့ပုံမှန်ဆိုရင်12နာရီနေဆေးအာနိသင်တွေကexcretion လုပ်လိုက်လို့ဆေးအာနိသင်တွေပြဲသွားပြီးကုန်သွားတဲ့အချိန်မှာအခုဆိုရင်အသက်ကြီးပိုင်းမှာဒီ dose တစ်ခုတောက်လိုက်တယ်ဒါပေမဲ့သူကခန္ဓာကိုယ်ထဲမှာလိုအပ်တာထက်ပိုပြီးကြာကြာနေတယ်ဘာလို့လဲဆိုတော့ဒီmetabolism rate တွေကျလာတဲ့အတွက်ကြောင့်လို့ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီတောက်လိုက်တဲ့ဆေးတွေကအကယ်၍တစ်ခုနဲ့တစ်ခုပေါ့နော် drug interaction တွေဖြစ်နိုင်တယ်တစ်ခုနဲ့တစ်ခုဓာတ်ပြုပြီးတဲ့အခါကျတော့ side effect တွေကိုပို့ပြီးတော့ပေးနိုင်တဲ့ဆေးတွေပါသွားနိုင်တယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးchronic yogurt တွေယောဂတွေအများကြီးရှိနေတဲ့လူတွေမှာဆိုရင်ကိုယ့်ဘာသာဆေးတွေကိုတွားပြီးတော့ဝယ်တောက်တာ over the counter တောက်တာမျိုးတွေမလုပ်သင့်ဘူးဆရာဝန်နဲ့တေချာတိုင်ပင်ဆွေးနွေးပြီးတော့မှတောက်သင့်တယ်လို့ကျွန်မအကြံပေးချင်ပါတယ်ရှင်ဥပမာပေါ့နော်ဒီ common ဖြစ်တဲ့ examples ပေးရမယ်ဆိုရင်ဒီ pain killers တွေပေါ့နော်အကိုက်ခဲပျောက်ဆေးတွေတော်တော်များများပေါ့နော်အဲ့လိုမျိုးလွယ်လွယ်ကူကူဝယ်ပြီးတော့တောက်လိုက်မိကြတယ်ပြီးတဲ့အခါကျတော့ယောဂအခံရှိနေတာဒီကြောက်ကက်ယောဂတွေသွေးတိုးယောဂတွေရှိနေတဲ့လူတွေမှာဆိုရင်ပို့ပြီးတော့ဒီ pain killers တောက်တဲ့အခါမှာသတိထားသင့်တယ်။ဘာလို့လဲဆိုတော့ကျမတို့ဆရာဝန်တွေအနေနဲ့ဆိုရင်ဒီ analgesic ပေးမယ်ဆိုရင်ကျမတို့ကဒီ kidney ကောင်းရဲ့လား kidney မကောင်းတဲ့လူဆိုရင်တချို့အကိုက်ခဲပျောက်စေကျမတို့မပေးဘူးနှလုံးယောဂရှိတဲ့လူတွေဆိုရင်လည်းတချို့အကိုက်ခဲပျောက်စေရနှလုံးယောဂကိုပိုဆိုးစေတဲ့အတွက်မပေးဘူးသွေးတိုးယောဂကိုပိုဆိုးစေတဲ့အတွက်မပေးဘူးဒါပေမဲ့over the counter medication ကြတော့ရောင်းပေးတဲ့လူကလည်းမသိနိုင်ဘူးပေါ့အဲ့ဒီခါကျတော့ဒီဘယ်လိုဖြစ်တက်လဲဆိုရင်အဲ့ဟာကိုပဲ dose တွေကလည်းလိုတာထက်ပိုတောက်မိမယ်အချိန်ကြာဆွဲတောက်မိမယ်ဆိုရင်ကြောက်ကက်တွေပိုပြီးပျက်စီးတာဒီသွေးတိုးယောဂတွေပိုပြီးတော့ဆိုးစေတာသွေးတိုးယောဂဆိုးပြီဆိုရင်နောက်ဆက်တွဲပေါ့နော်ဒီလိုမျိုးအုံနောက်သွေးကြောတွေလည်းပေါက်တတ်တယ်ပြီးတော့နှလုံးယောဂတွေလည်းပိုဆိုးတတ်တယ်စသဖြင့်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ဥပမာလေးတစ်ခုနောက်ထပ်ဥပမာတစ်ခုကကြတော့ဒီတချို့ဆိုရင်ပေါ့နော် allergy ယောဂပေါ့နော်ဒီအရေပြားရရင်တဲ့ယောဂအဲ့လိုလူတွေမှာဆိုရင်သူက antihistamine တွေတောက်တတ်တယ်အဲ့တစ်ချိန်တည်းမှာပဲတချို့သူဦးနှောက်အာယုံကြောဆေးတွေဒါမှမဟုတ်ရင်လည်းအိတ်ဆေးတွေပေါ့နော်အဲ့လိုမျိုးဒီနှစ်ခုပေါင်းတောက်လိုက်တယ်ဆိုရင်လူကဘာဖြစ်လာလဲဆိုရင်အရန်အိတ်ငိုက်လာတယ်အိတ်ငိုက်တော့ရီဝေဖြစ်တဲ့အခါကျတော့ခေါင်းတွေနောက်မယ်အဲ့ခါမှာဆိုရင်အသက်ကြီးပိုင်းနေမှာဆိုရင်
ဘာဖြစ်တယ်လဲဆိုတော့ fall ပေါ့နော်သူတို့ရုတ်တရက်မတော်တဆပြုတ်ကျမယ်ချော်လဲမယ်အဲ့ခါကျရင်အရိုးကျိုးနိုင်တယ်head injury တွေရနိုင်တယ်စသဖြင့်ဖြစ်နိုင်တယ်နောက်အရေးကြီးတဲ့တစ်ခုကကြတော့တချို့ပေါ့နော်60ကျော်80အထိသူတို့ဒီကားမောင်းနေရပေါ့နော် driving လုပ်နေတဲ့လူတွေမှာဆိုရင်ဒါ driving safety ကဘလို့မှကောင်းမနေဘူးเนาะဒီလိုဆေးတွေဆိုရင်လည်းကိုယ့်ဘာသာတွားဝယ်ပြီးတော့တောက်ချင်းမျိုးတွေမလုပ်သင့်ဘူးဆိုတော့ဒီ polypharmacy ပေါ့နော်ဒီ pills burdens ပေါ့မဖြစ်စေဖို့အတွက်ဆိုရင်တက်နိုင်တယ်ဆိုရင်တော့ဆေးတွေကိုအများကြီးရှောက်တောင်းနေတာမျိုးတွေမလုပ်သင့်ဘူးမဖြစ်မနေပေါ့ယောဂတစ်ခုချင်းစီအတွက်ဆရာဝန်က on ထားတဲ့ဆေးတွေကိုတောက်နေရတဲ့လူတွေဆိုရင်လည်းကိုယ်ဘာတွေတောက်နေလဲဆိုတာကို list လေးတည်တည်ချာချာရှိတင်တယ်ကိုယ့်ဘာသာမှတ်မိတာပဲဖြစ်စေဒါမှမဟုတ်အမြဲတမ်းရေးပြီးတော့စောင့်ထားတာပဲဖြစ်စေရှိတင်တယ်အဲ့တော့ဥပမာကွာ specialist တယောက်ကိုလိုအပ်လို့ထပ်ပြရတယ်ဆိုရင်လည်းဘယ်ဆေးတွေတောက်နေလဲဆိုတာကိုပြတင်တယ်เนาะover the counter medication တွေကိုဘာသာဒါမှမဟုတ်တငယ်ချင်းပြောလို့အတိပြောလို့စသဖြင့်တောက်တာမျိုးတွေမလုပ်သင့်ဘူးပြီးရင်ဆေးတွေအများကြီးတောက်နေရတဲ့လူတွေမှာကိုယ်မှာပေါ့နော်ဒီဆေးအသစ်ထဲလိုက်တိုးလိုက်တာပဲဖြစ်ဖြစ်ကိုယ်မှာဘလို့ symptoms တွေရှိနေလဲဆိုတာကိုလည်းတေချာဂရုတစိုက်နဲ့စောင့်ကြည့်တင်တယ်အခုဆိုရင်ကျမတို့ polypharmacy knowledge နဲ့ပတ်သက်လို့သိသလောက်ကိုလည်းsharing လုပ်ပြီးသွားပြီဆိုတော့final message အနေနဲ့ဆိုရင်เนาะကိုကတောက်နေတဲ့ဆေးတွေကိုတေချာသိပါပြီးရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်ပါဆေးတွေအတိုးလျှော့အသစ်ထည့်ခြင်းတွေကိုယ့်ဘာသာမလုပ်ဖို့အရေးကြီးတယ်။ဘာဖြစ်လဲဆိုတော့ကျမတို့က safe medication ဖြစ်တော့မှ successful and safe aging အသက်ရှည်ကျန်းမာမှုရှိမှာမို့လို့ပါရှင်။ဟုတ်ကဲ့ဒါကတော့ကျမတို့ channel လေးရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်ပျော်ရွှင်ကျန်းမာသက်ကြီးကဘာကိုအတူတူရှောင်လန်းနိုင်ဖို့အတွက်ကျမတို့ကနေပြီးတော့ medical knowledge sharing လုပ်ခြင်းအပြင်တစ်ဖက်တစ်လမ်းကနေပြီးတော့ကျမတို့ချေရတဲ့လူကြီးမိဘတွေကိုပံ့ပိုးကူညီသွားမှာပဲဖြစ်ပါတယ်ကျမတို့ဒီ channel လေးကနေပြီးတော့ဆက်လက်ပြီးတော့လည်းဒီ essential cherry herb ပေါ့နော်တက်ကြည့်ပိုင်းနေမှာcommon ဖြစ်တဲ့problems တွေရဲ့ prevention ဘယ်လိုလုပ်ရမလဲဆိုတာရဲ့ caregivers တွေအနေနဲ့ရှိတဲ့ knowledge တွေကိုဆက်လက်ပြီးတော့ sharing လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို like share and subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်နောက်ပြန်လည်ပြီးတော့တွေ့ဆုံကြရအောင်